ဒီလောက်ဦးကြောင်နိုင်တဲ့ယုံမျိုးတင်ရင်ဘူးပါတလားတခြားသူတွေအားလုံးကစစ်မှုထမ်းဖို့စိတ်ခံနေကြတာဖြစ်ပြီးဒီယုံကလည်းဘာလို့နဲ့စစ်တဲဝင်ဖို့ရောက်လာခဲ့ပါတယ်ဆရာဝန်ကသူ့ရဲ့ထူးဆန်းလာတဲ့အယုဒ္ဓိဆောက်ပုံကိုကြည့်ပြီးလုံးဝဆုံးသွားခဲ့ပါတယ်သူကိုပူပြီးစိတ်ကူးရင်နေတာလားဆိုတာတန်တရားဝင်သွားလို့တာမူမီတာကိုအမြန်ကောက်ကန်ပြီးစစ်ဆေးခဲ့ရပါတယ်နောက်တစ်ဆင့်မျက်စိစစ်ဆေးတဲ့နေရာမှာတော့ယုံကအသေးဆုံးစာလုံးတွေကိုပါဖတ်ပြနိုင်ခဲ့ပါတယ်ဆရာဝန်ကမှန်ပြီးလို့နဲ့တေချာထက်စစ်ကြည့်တော့လေအကုန်မှန်နေပါတယ်ဒီလိုနဲ့ပဲယုံဟာစစ်တပ်ထဲဝင်ခွင့်ရသွားခဲ့ပေမဲ့စစ်ယူနီဖောင်းကတော့သူ့ကိုယ်နဲ့လုံးဝမတော်ပါဘူးတင်တဲ့ပထမဆုံးနေ့မှာတင်သူဟာပြဿနာကိုစတင်ရှာပါတော့တယ်။ယုံကလှည့်လိုက်ရုံလေးရှိသေးတဲ့ဖွဲ့လုံးလဲကြကုန်ပါတယ်။ဒါကိုစောင့်ကြည့်ကြည့်ရှုနေတဲ့အရာရှိကစူးစမ်းကျင်စိန်နဲ့ရှောက်လာပြီးမြဲယုံကနောက်တစ်ချိန်လှည့်လိုက်တဲ့အချိန်မှာတော့အဲ့ဒီအရာရှိကမြေပြင်ပေါ်ပက်လက်လန်သွားအောင်တိုက်မိသွားပါတယ်။ဒါပေမဲ့လည်းယုံမှာမယုံနိုင်တော့တဲ့အမောခံနိုင်ရရှိနေပါတယ်။စင်နာကြီးကြာမရက်မနာလေးကျင်ပြီးနောက်မှာတော့ယုံရောတက်မှုပါအားရင်ကုန်ခံပြီးလဲကျသွားကြပါတယ်။အခန်းထဲပြန်ရောက်တော့ယုံကခြေတော့လေဝင်လေးထွက်ရအောင်ခဏကိုနောက်ဆုံးမှာချွတ်လိုက်ပါတယ်။သူအဲ့ခါနီးမှာပဲသတိပေးခေါင်းလောင်းတန်ကရုတ်တရက်မိလာပါတယ်။ယုံကတစ်သားတို့တစ်ချောင်းကိုကောက်ကန်ပြီးလက်ပုံကိုရစရာမရှိအောင်လက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီနောက်စစ်အုပ်တို့ကလုံးကိုငှားပြီးရေချိုးကန်ဖြစ်သုံးလိုက်ပါသေးတဲ့အခြေအနေကိုဘလို့ပဲထိမ့်သိမ့်ဖို့ကြိုးစားပေမဲ့အရာရှိလည်းနောက်ဆုံးမှာစိတ်မရှိတော့ပဲယုံကိုချက်တွေကိုစောက်ချောက်ဖို့တာဝန်ပြောင်းပေးလိုက်ပါတယ်။ဒါပေမဲ့အရာရှိအားအသင့်သွားတာကတော့ယုံကချက်တွေကိုစစ်ဆုံးအပြည့်ဝစ်စင်ပေးထားလို့ပါပဲဒါကြောင့်အရာရှိကသူ့ကိုပြုပြင်ထိန်းသိမ်းရေးတာဝန်စီထပ်မံပြောင်းရွှေ့လိုက်ပါတယ်။ယုံကတန်ရိုက်ဖို့အတွက်အမြောက်ကြီးစံတွေကိုသူ့ဖြစ်သုံးလိုက်တာကြောင့်စစ်သားတွေအားလုံးကြောက်လန့်ကြထွက်ပြေးကုန်ကြပါတယ်။အရာရှိကတားဆီးဖို့ကြိုးစားပေမဲ့လန်ခီမှာသူ့ကောင်းပါပြုတ်လို့နေပါဖြစ်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့တက်မှုကိုပဲထပ်မံသွားမှန်ပါတော့တယ်။ဒီအစ်စ်မှာတော့တက်မှုဟာယုံကိုမြင်တိုင်းလုံးဝစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရပါတယ်။သူဟာယုံကိုထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်။နောက်ဆုံးမှာယုံဟာတက်မှုကိုပြန်ရှာယုံကလွဲလို့အခြားမရှိပဲနောက်ထပ်အခွင့်အရေးတစ်ခုထပ်ပေးဖို့တောင်းဆိုပါတယ်။တက်မှုကမမျှော်လင့်ပဲစိတ်ကြော့သွားတာကြောင့်ယုံကိုတယောက်စာတာဝန်တစ်ခုပေးလိုက်ပါတယ်။သူ့ကိုခဲယမ်းပြီးကြောက်ဆက်ယုံမှာအမြောက်ကြီးတွေစစ်ဆေးဖို့စေလွှတ်လိုက်တာပါ။ဒါမှသာသူတခြားသူတွေကိုမတော်တဆထိခိုက်အောင်ထပ်မလုပ်နိုင်တော့မှမို့လို့ဖြစ်ပါတယ်။